မိုင်ဆုံခါဒီနေ့နနာကဒီစတော်ပဲမုံလေးနဲ့တူဖူနေလှုပ်ရှားပြပါမယ်ခအရင်ကနနာကလပဲမုံနဲ့လှုပ်ရှားဖို့တဲ့ဒါပေမဲ့အစမပြေလို့ဒီတစ်ခေါက်စတော်ပဲနဲ့လှုပ်ရှားကြည့်မယ်နော်အရင်ဦးဆုံးကတော့ပဲမုံလေးထက်ကိုရေလေးထည့်ပြီးတော့စားလေးနည်းနည်းလေးထည့်ပြီးတော့ကြည်နေအောင်မွေပြီးနိုင်ဝက်လောက်တော့ထားလိုက်နော်တခြားအစာပလာတွေတော့နနာကကြုံလုပ်ထားပြီးဒီတစ်ခေါက်အချိုအတွဲနနာကတကြားမတုံးပဲနဲ့ကျန်တကရေလေးကိုအချိုအတွက်အလုပ်မယ်ပေါ့နော်ရေလေးထည့်ပြီးတော့ပပဆူအောင်ကြိုလိုက်မယ်ပဲမုံလေးတွေအနေထိုင်တော့ပြီးဆိုရင်တော့အပေါ်ကအမြုပ်လေးတွေကိုဖယ်လိုက်မယ်နော်နနာကဒါစနုမုံမထည့်ထားဘူးနော်ပြီးရင်ရွှေပဲရက်လေးတွေကိုရွေးပြီးရေဆေးထားလိုက်နော်အခုတုပ်ဖူးနွေးလေးစပြီးကြိုတော့မယ်ဆိုရင်တော့ရေလေးတည်လိုက်မယ်ရေလေးပေါ့ပေါ့လေးဆူလာပြီးဆိုရင်တော့အပေါ်ဆုံးကအရေကြီးလေးတွေကိုအရင်ထည့်ပြီးတော့မွေလိုက်မယ်နော်တုပ်ဖူးနွေးလောက်တော့မယ်ဆိုရင်တော့နည်းလေးတော့မွေရတယ်ပေါ့နော်မမွေဘူးဆိုရင်သူကအခဲလိုက်တယ်ဖြစ်ပြီးတော့စားလို့မကောင်းမှဆိုလို့နော်ဒါလေးတွေကတော့ခုနကကြံခဲ့တဲ့အနစ်လေးတွေပေါ့နော်ဒါလေးတွေကိုမွေလိုက်မယ်မွေပြီးတော့နည်းနည်းစင်းစီထည့်ပြီးတော့မွေလိုက်မယ်ပေါ့နော်နည်းနည်းလေးထည့်လိုက်မွေလဲအမျိုးမျိုးတွေတော့လုပ်ပေးရမယ်နော်မဟုတ်ရင်သူကမကြက်ပဲနဲ့ပဲစိမ့်နဲ့နေပြီးအလုံးလိုက်အခဲလိုက်တွေဖြစ်မှာဆိုလို့နော်နာကဒီနေရာမှာစုံမတုံးတော့ဘူးပေါ့နော်ဘာလို့လဲဆိုအခဲလိုက်ခဲလိုက်တွေဖြစ်မှာဆိုလို့ခရင်လေးနဲ့မွေနေတာပါအနှစ်တည်းအကုန်လုံးထည့်လိုက်တော့အရင်ပြစ်သွားတယ်ပေါ့နော်နာကမကြက်မှာဆိုလို့အပြင်မှာတည်ထားတဲ့ရင်နွေးလေးထည့်လိုက်တယ်ပြီးတော့စားလေးလိုနေတယ်ဆိုလို့စားလေးနည်းနည်းထည့်လိုက်တယ်နော်ဆက်ပြီးတော့မွေပေးနော်ပြီးတော့လဲစိမ့်နဲ့နေပျောက်ပြီးဆိုရင်တော့ဒီလိုအနေထားလေးဆိုရင်တော့စားလို့ရပါပြီခါခောက်ဆွဲလေးကိုနည်းနည်းပဲထည့်နော်ပြီးတော့ရွှေပဲရွက်လေးများများကြိုက်တဲ့အတွက်ကြောင့်မလို့ရွှေပဲရွက်လေးကိုများများထည့်မယ်အပြင်မှာပြုတ်ဆရာမလို့ဘူးနော်ဒီလိုခဏလေးပဲမြုပ်ထားလိုက်ပြီဆိုရင်ရပါပြီပြီးအနစ်လေးကိုထည့်လိုက်မယ်ဒါကတော့ခုနကကြိုထားတဲ့ကြံတကာရီလေးပေါ့နော်ဒါအနာကချိုလေးကြိုက်တဲ့အတွက်ကြောင့်မို့များများလေးတော့ထည့်လိုက်ပဲပြီးတော့မြေပေးလေးကိုထည့်လိုက်ဒါကတော့ကြာညို့အချိုပါဒါကတော့ကြာညို့အငံပေါ့နော်နည်းနည်းထည့်ပေါ့နော်ဒါကတော့ငရုတ်တီးကြော်ပါဒါကတော့ရှာကောပါကောရဲ့အစီတက်ထားတာလေးကိုထည့်လိုက်မယ်နော်ဒီအရာလေးထဲမှာပဲအရတာလေးစုံတာပေါ့နော်ပြီးရင်စီချက်လေးကိုအပေါ်မှာလေးနည်းနည်းထည့်လိုက်မယ်နော်အစာပလာတွေအကုန်လုံးစုံတော့ပြီဆိုရင်တော့ဒါစားဖို့အဆင်သင့်ဖြစ်နေပြီပေါ့နော်နနံပင်လေးကတော့မပါမဖြစ်ပေါ့နော်ပြီးရင်တော့အရန်ကိုစားလို့ကောင်းတဲ့တူပူနွေလေးရပါပြီခါ